အစာရှောင်နေ fasting လုပ်တယ်ဆိုတာကအစာမစားဘဲနဲ့အစာအငတ်ခံနေတာမဟုတ်ပါဘူး body reset process ကိုခေါ်ပါတယ်ခန္ဓာကိုယ်ထဲမှာပြုပြင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုလုပ်ကင်စေတာကျွန်တော်တို့အစာမစားတဲ့အချိန်မှာလည်းခန္ဓာကိုယ်ကလုံးဝ shut down ဖြစ်မသွားပါဘူးရပ်တန့်သွားခြင်းမရှိပါဘူးစနစ်တစ်ခုကိုပြောင်းလဲသွားတာပါစာရှောင်တဲ့အချိန်12နာရီကနေ16နာရီနောက်ပိုင်းရောက်လာပြီဆိုရင်ခန္ဓာကိုယ်ထဲမှာ insulin တွေနည်းလာပါတယ် growth hormone တွေထွက်ရှိလာပါတယ်များလာပါတယ်ခန္ဓာကိုယ်ထဲကအဆီတွေကိုလည်းစပြီးတော့အသုံးပြုလာပါ fasting ဒီထက်မကကြာလာပြီဆိုရင်အဲ့ဒါအရေးကြီးပါတယ် cell တွေထဲမှာပျက်စီးနေတဲ့ protein တွေကိုစပြီးတော့ရှင်းလင်းပေးပါဆိုလိုတာ cell တွေကိုစပြီးတော့ကုသပေးခြင်းပြုပြင်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုစပြီးတော့လုပ်ကင်လာပါကျွန်တော်ရဲ့ fasting နဲ့ပတ်သက်တဲ့ဗီဒီယိုတွေမှာလည်းအသေးစိတ်လေ့လာနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ fasting လုပ်တဲ့အစာရှောင်နေဆိုတာကအဆီတွေ short ချတဲ့နေရာမှာအကူအညီရတယ်အုံနောက်ကိုကြည်လင်လန်းဆန်းစေတယ်ခန္ဓာကိုယ်ထဲမှာရောင်ရမ်းခြင်းတွေကိုရှော့ချပေးပါတယ်အဲ့ဒါကြောင့်မလို့ fasting ဆိုတာကအစာအငတ်ခံတာမဟုတ်တဲ့အတွက်ခုမှလေ့လာပြီးတော့စလေ့ကျင့်မယ်ဆိုရင်တနေ့တာအချိန်ကြီးစားတဲ့အလေးကျင့်ကိုရပ်တန့်ပြီးတော့တနေ့2ကြိမ်နဲ့စားမယ်14နာရီဒါမှမဟုတ်16နာရီအစာရှောင်ခြင်းကနေပြီးတော့စတင်နေပါတော်တော်များများကိုလည်းကျွန်တော် keto နဲ့တွဲပြီးတော့ပြုလုပ်စေပါတယ်ဘာကြောင့်လဲဆိုတော့ keto နဲ့တွဲပြီးတော့ fasting ကိုပြုလုပ်မယ်ဆိုရင်ကိုလိုချင်တဲ့ပန်းတိုင်ကိုအချိန်တိုအတွင်းရောက်စေတဲ့အပြင်ခန္ဓာကိုယ်ထဲမှာလည်းအနာရောဂါတွေပျောက်ကင်းလာတယ်ခန္ဓာကိုယ်အနာရောဂါကင်းပြီးတော့အသက်ရှည်စေပါတယ်